မင်္ဂလာပါ AKT Channel မှာကြိုဆိုပါရစေဖိလစ်ပါကလစ်ကိုအသုံးပြုပြီးဖုန်းနဲ့ပဲပုံလေးတွေဆက်လက်ရေးဆွဲတင်ဆက်လိုက်ပါတယ်ပုံရိပ်ကိုလက်ဆက်တတ်ပါမယ်။မိငန်းပြုခဲ့တဲ့မူရင်းပုံကိုလည်းရှင်တွဲပေါ်ပြလိုက်ပါတယ်။အခုတော့ဒီလောက်ပါပဲ။အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ။